ဘာမြေပေါ်ကနေဒိုင်နိုဆောတွေဘာလို့မျိုးတုံးပျောက်ကွယ်သွားကြတာလဲဒိုင်နိုဆောမျိုးစိတ်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း252တန်းကနေ66တန်းအထိမီဆိုဇိုရစ်ခေတ်အတွင်းမှာနေထိုင်ကျစားခဲ့ကြပါတယ်ကမ္ဘာအကြီးဆုံးတိရစ္ဆာန်တွေဖြစ်ပြီးအဲ့ဒီအချိန်ကအသားစားတဲ့ဒိုင်နိုဆောနဲ့အပင်စားဒိုင်နိုဆောဆိုပြီးရှိကြပါတယ်ကျွန်တော်တို့ကမ္ဘာပေါ်ရှိတက်ရှိတွေမျိုးတုံးပျောက်ကွယ်သွားတဲ့တမိုင်းမှာတော့ဒိုင်နိုဆောတွေကစိတ်ဝင်စားဖွယ်အကောင်းဆုံးနဲ့လိုအပ်စမ်းကြတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်ဒိုင်နိုဆောတွေမျိုးတုံးပျောက်ကွယ်သွားတာနဲ့ပတ်သက်ပြီး theory များစွာရှိနေပေမဲ့ဂျိုးသိန်းဂျိုးမွားထိခိုက်မှုနဲ့မီးတောင်ပေါက်ကွဲမှုများကြောင့်လူများကလက်ခံယုံကြည်ထားကြပါတယ်။ theory အရဆိုရင်လွန်ခဲ့သောနှစ်ပေါင်း66တန်းခန့်ကမက္ကဆီကိုနိုင်ငံမှာရှိတဲ့ယူကန်တန်ကျွန်းဆွယ်အနီးမှာအလွန်ကြီးမားတဲ့ဂျိုးသိန်းဂျိုးမွားတစ်ခုကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော်မီလောင်ကျွမ်းခြင်းမြေငလျင်များလှုပ်ခတ်ခြင်းဖြင့်နေကိုဖုတ်သွားလို့အရန်အေးတဲ့နျူကလ িয়ার ဆောင်းရာသီပါဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။